အားလုံးမလားကျွန်တော်နာမည် BK ဆိုတာပဲဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာမြန်မာနိုင်ငံတော်ပြန်လည်ထူထောင်မှာဖြစ်ပါတယ်ကျွန်တော်အခုဘာမှမရှိသေးဘူးပေါ့နော်အဲကြောင့်ကျွန်တော်ပြင်ဆင်စရာရှိပြီးတော့မြန်မာနိုင်ငံကြီးကိုပြန်လည်ထူထောင်မယ်မြန်မာနိုင်ငံကြီးကိုတခြားနိုင်ငံတွေကလာပြီးတော့အုပ်စိုးထားတာပေါ့အဲ့တော့ကျွန်တော်ကပုံကန်ရမယ်အဲကြောင့်ကျွန်တော်ရဲ့တက်ကူရည်လိုပဲပေါ့โอเคကျွန်တော်အရှိဝင်မပြောပဲဆက်လိုက်ကြအောင်ဟိုရင်ငါ့ကိုလိုရတဲ့ဒါလေးနည်းနည်းတော့ရပြီးတော့ဒီမြင်းကိုရမလားဥခွေအောင်ရတယ်ဟာဥခွေဒါမှငါစီးလို့မရသေးဘူးပေါ့ဟုတ်တယ်စီးလို့မရသေးဘူးဆိုတော့ငါမှဟိုရင်ငါ့ကိုအလုပ်လာဆက်လို့ကြတော့ဒါရလိုက်ရှာရโอเคတော့မရမကြီးရကွာဥပမာငါတူးကြတဲ့ဟာကိုသွားပြီအဲ့ဒါပလီကြိုင်ဟောမြန်မာနိုင်ငံလူတွေဟုတ်ပေါ့တခြားနိုင်ငံကအုပ်စိုးထားတဲ့သူတွေလားရုံရောအများကြီးပဲကိုယ်တော်လိုက်ငါနောက်လိုက်လာပြီโอเคငါ့မမြင်ပြီးတာမှာကွာဟိုကောင်လေးကတော့ညမ်းလိုက်တာမောက်ကြည့်ပါဦးကွာအဲ့ကောင်လေးကတနည်းတိုင်းတောင်းလန်ပုံကလာဒါသူ့ရဲ့ယာယီစခန်းဖြစ်မယ်โอเคဟိုငါ့လေးကိုမင်းယူပြီးလက်ကြစို့ဒီအောင်နဲ့တစ်ချက်မကွာလိုက်တာဟာရောင်းနေကိုရနည်းနည်းလေးကိုကြမ်းတော့ရအောင်နော်ပါသေးလားမသိဘူးရောဟေ့တော့ပါလာသေးဟာဒီကောင်လေးကဟိုရှိမှာတနေရာတို့တွေ့ကွာငါ့ကိုသွားကြည့်ကြအောင်ဘာများဖြစ်နေမလဲပေါ့โอเคငေါလေကိုဖြတ်ပြီးတော့ကုန်းမော်မင်းတက်ကဟိုကောင်ကပါလာသေးလားမသိဘူးမပါလောက်တော့ထင်တာပဲရောင်ဘာကောင်များဖြစ်မလဲရောင်တခြားနိုင်ငံကောင်လေးပါပြီအသားတော့ယူရမယ်ကွာโอเคရောအားရချမ်းလေးရောကွာโอเคမတည်ဘူးရကွာငေါမြင်တော့ဟိုကောင်လေးလိုက်တာဥမာဘလီတွေ့ထားရအောင် Oh my god ဒါကောင်းလေပြောမကန်ဆိုးရလို့ပြောအောင်မလားဟိုငေါကျုံးမမြင်တက်ကောင်ကျွန်တော်ရွာထဲရောက်တော့လိုအပ်တဲ့ပစ္စည်းကိုကျွန်တော်လိုက်ပြီးတော့ယူပါစူဆောင်းပါတယ်โอเคငါတော့သဘာတော့လုံတော့ရှိပါတယ်။ဟိုဘက်မှာလည်းနေရတနေရကွာ။ဘာနေရလဲမသိဘူး။ငါစိတ်နိုင်ငံခြားသားဟုတ်တယ်ရောင်တခြားနိုင်ငံကောင်တွေငါတို့ရလာအုပ်စိုးထားတာကွာ။ဟုတ်တယ်ရောင်သူ့ရဲ့ခေါင်းဆောင်အစားငါအာမရပါရလို့ရှင်ကတော့တိုက်ရမယ်ကွာ။ဒါပေမဲ့ငါတို့ရွာထဲမှာလူတွေပါရှိတယ်ကွာ။အကောင်တွေတော့ချလိုက်ဟုတ်တယ်ကွာ။မောင်တယောက်သွားပြီ ဟ
哦，俺来多用那边别人，我sorry 别没有用意啊，都搞过啊。OK， 我明明变别啊，明明个。我掉的都没带呢，都变别嘛，别哇，我好嘛哇，咕噜就弄马哇呗，马那边。OK， 好，前天嘛，ဘာများရှိအော်ဒါပဲရှိအမလေးရွာရှင်ကောင်းမယ်ပေါ့သူတို့ပတ်စံပေးပြီးတော့ငါရဲ့တပည့်ရွာလောက်ခန်းလိုက်ရပေါ့သူသဘောတူရင်ပေါ့သဘောမတူရင်တော့မရဘူးဗျာဟိုဒီချက်မှာရောအိုးအမရေ Oh my god ပြောလိုက်တော့ကွာအဲ့ဆိုလို့ရှိရင်ငါ့ကိုလက်သားအဲ့လိုတယောက်ရပြီကွာဟုတ်တယ်ပါအဲ့ဆိုရင်သူတို့အရင်ကောင်းမိရမှာပေါ့လုံးမလားမလုံးဟိုဒီကောင်ကဒီကောင်ရမှာမသိကိုလိုကျွန်တော်နဲ့ပူပေါင်းပါလားโอเคရောင်းငါပတ်စံပေးလိုက်ပူပေါင်းဝိုင်းဒါဆိုငါ့ရဲ့တပည့်ဒီကောင်ဖြစ်သွားပြီကွာဒီကောင်ကောင်းသုံးချမင်းငါပြောမှာကွာဒီနိုင်ငံကြီးကငါ့ရဲ့မြန်မာနိုင်ငံကြီးကိုတခြားသူတွေလာပြီးအုပ်စိုးတာကွာငါကတိုင်းပြည်တကူတူထောင်ပြီးတော့ကဘာကြီးကိုမြန်မာနိုင်ငံကြီးကိုပြန်လဲကယ်တင်ရမှာကွာငါကဘာပေါ်မှာကွာကြော်ကြားခဲ့မှာဟာယောငါခုနထင်းမိသွားကောင်ဒီကောင်ခိုင်းတယ်လို့ဖြစ်သွားတောက်ပြီးသွားပြီယောတနာပါကွာဒီကောင်ကလေးကွာထားပါဒီအောက်မှာစပါးကိုလဲကျွန်တော်တွေးထားစပါးကိုလဲသူ့နဲ့သူအလုပ်လုပ်ပါတယ်တော်လေးလေးကောင်းပါဒီရာရင်းလေခင်းနေရတယ်မိုက်တယ်ဗျကျွန်တော်ဗလေဂျာရေးဆိုပါရောက်တော့တော့နေသူပဲရောက်တော့โอเคဟောကြောက်တွေပါထပ်မိုင်းကြဆိုလေဟုတ်တယ်မလားမိုင်းကောင်းဒီအောက်မှာOh my god အကျိုးကြီးတွေငါ့ကြောင်ဝိုင်းကြဒါမျိုးအလုံးခံဘူးပါโอเคငါ့ကြောင်မြင်တော့မိုင်းကြလို့ဒီနောက်မောင်းတယ်ကွာဇူမီပါရှိမလားမသိဟာငေါဒုဆိုင်ရှိစတူကြဆိုအပြန်ကြောက်လို့ရှိရင်တော့ဒီချက်မှာမီးပါမီးလိုက်နေပါထုံးအောင်ကွာကိုကြောက်တွေပါမိုင်းပြီးဆိုတော့လေတင်မှာဒီနောက်ကလည်းနည်းနည်းပါးပါးမိုင်းလိုက်အောင်ကောင်းပါလေဟုတ်မီးလိုက်ရင်ပြန်ထုံးကြဆိုအဲ့ဆိုလို့ရှိရင်ဆုံးမီမစောပုံတော့ပေါ့ကျွန်တော်တို့ခုနကတွေ့ရတဲ့နေရာသွားကြမယ်ခေါနော်โอเคကျွန်တော်ရဲ့လေလေးနဲ့ပဲသွားကြစို့ဘာနေဖြစ်မလဲမသိဘူးဗျဖြစ်နိုင်ခြင်းများတာနိုင်ငံသားရေးပဲဖြစ်ဟုတ်ဆိုသူကအဲ့လိုကြီးမှနေရတယ်ဟုတ်တယ်ဟာပေါင်းရတယ်ကွာငါတပည့်အောင်ပါလာသေးကွာထားပါရောင်းကြီးဒီတော့မလာတင်ဒုက္ခပဲဟိုမှာလိုက်လာပြီဟာအိုးမိုင်ဟိုးရောင်းကြီးသူတလုံးမင်းကြတော့နေအဲ့ချိန်မှာကျွန်တော်ကန်ကောင်းသွားလို့ပေါ့နော်ဒါမကောင်းရင်တော့အဲ့နေရာမှာဆက်တဲ့ရှိုးနေဒီတူကဘာလို့တဲ့ဟာလဲမသိဘူးပေါ့ငါလည်းတေးချာတရားမဟုတ်ဒီတူအရေးမေးဘူးโอเคငါတို့
ပလေးချာတွေကိုကွာအဲ့လိုအများကြီးလုပ်ပြီးတော့ဟုတ်သူတို့ကွာအဲ့လိုစက်သားလောက်ခိုင်းကောင်းမှမသိဘူးတားကြီးလည်းခိုင်းမှာမဟုတ်ပါဘူးသူရဲ့တဘောဝေးဟောဒီဥစားလူမှုပေါ့နော်အဲသူ့ရှိမှာပေါင်မုတ်တွေနဲ့အမရလဲလို့ရတယ်ဗျဟာငါလူတိတာဘော29ခုရှိတယ်ဝေးဟောရပြီငါ့ရှိမှာရှိရဲ့အားနဲ့ပြလိုက်ဟိုနှစ်တုံးတော့ရလိုက်ဘူးကွာโอเคဒီတော့ကျွန်တော်တဒုံးနဲ့ရပါအောင်နော်ကျွန်တော်ဆိုလို့ရှိရင်ဒီကောင်ကစိတ်ထားအောင်Good morning ဒီစရာလေးထားလို့ဒီလေးကြမ်းတော့မတတ်တော့ပါကွာဟိုမခရီးပါဟိုရောက်ဒီကောင်လေးကဟိုမနှကောင်နောက်ထပ်နှကောင်ညနေယောအမမငါ့တတော်ဆောင်ငါဗရိချာတွေကိုမျိုးပွားပြီးတော့တေးချာချာလောက်ကားမှာပေါ့သူတို့တေးချာလေးကျင့်ပြီးတော့လို့ရှိငါတို့နိုင်ငံကြီးတခုတေးချာချာထူထောင်အများရဲ့နန်းတော်ကြီးတိတ်ပိုက်ပြီးတော့အခါကြလို့ရှိဟုတ်တော့အောင်မြင်ပြီကွာရောင်မတိချာမပြောတော့နားထောင်နော်ဒီကောင်ကနားတော့ထောင်နေပါဒါပေမဲ့ဟိုဘက်တော့ဒီဘက်တော့ဟေးအမထပ်ပြုံးတော့ကွာငါတို့ကမြန်မာနိုင်ငံကြီးကိုကေတင်မှာကွာပြန်လဲအဲ့ဒါမင်းငါလက်ထောက်ပြီးခန်းလာရနော်မရဒါရောမင်းကောင်းကောင်းလုပ်ဖို့တတိပေးတာကားလုံးရဲ့ဒီနေ့ဗီဒီယိုလေးရဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော်အပိုင်းနဲ့တင်စေခြင်းတော့အပိုင်းနဲ့တင်ပေးပါလို့ရေးပြီးသွားကြပါမယ်ကျွန်တော် live 10ခုနဲ့ view 400ကျော်500လောက်လိုချင်ပါတယ်